AI ကိုအဓိကအသုံးပြုတဲ့နေရာတွေကတော့စက်ရုပ်တွေမှာပါနောက်ပိုင်းစက်ရုပ်တွေဟာရင်ကစက်ရုပ်တွေလို့သတ်မှတ်ထားတဲ့အတိုင်းပဲအလုပ်တစ်ခုခုပဲလုပ်နေတာမျိုးမဟုတ်တော့ပါဘူးအခုနောက်ပိုင်းစက်ရုပ်တွေဟာကျွန်တော်တို့မျက်နှာပေါ်ကစိတ်ခါစားမှုတွေကိုလည်းသိရှိနိုင်ပါတယ်ခင်ဗျာထို့နိုင်ငံတွေမှာဆိုရင်အိမ်သုံးစက်ရုပ်တွေကိုအသုံးပြုနေပြီဖြစ်ပါတယ်အိမ်သုံးစက်ရုပ်အနေနဲ့ဆိုရင်တစ်ပြက်စီလဲမဲ့ဖုံတုံးမဲ့တာအပြင်ကိုမအားတဲ့အချိန်ကိုတာသမီတွေကိုလည်းကူထိန်ပေးခိုင်းလို့ရပါတယ်ဒါဟာထုံကားလာတဲ့ AI ရဲ့ဤပညာအထူးကျေးဇူးတွေပါခုခေတ်မှာ AI ကြောင့်တိုးတက်လာတဲ့နောက်တစ်ခုက further ပြန်တဲ့နေရာမှာဖြစ်ပါတယ်အင်္ဂလိပ်လိုရေးထားတာကိုခလုံးလေးလိုက်တာနဲ့မြန်မာလိုပြန်ဖြစ်သွားတာဟာ AI ဤပညာကိုသုံးထားတာပါကဲဆယ်ရေးလုပ်ငန်းတွေစူးစမ်းရှာဖွေရေးလုပ်ငန်းတွေမှာလည်းဒီဤပညာဟာသိရေးပါပါတယ် AI ဤပညာဟာနှစ်ဖက်သွားတာချောင်းလိုပါပဲတိကျကိုင်ပဲထိန်းချုပ်တတ်မယ်ဆိုရင်လူသားတို့အတွက်အနာဂတ်မှာအထပ်ပူရမယ်ကတင်ရှင်တယောက်ဖြစ်လာနိုင်ပါတယ်အခြားတစ်ဖက်မှာတော့လူသားမျိုးနဲ့တစ်ခုလုံးကိုမျိုးတုံးသွားစေမယ့်ကြီးမားဆုံးထိချောင်းမှုကြီးလည်းဖြစ်ပါတယ်ခုဗီဒီယိုကို AI နဲ့ဖန်တီးထားခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကိုချိုင်းတဲ့ဆိုရင်ဖြင့် like and share comment box မှာ comment မှတ်ခြင်းဖြင့်အကြံပြုနိုင်ပါတယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်သူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ